ငလင်လိုမျိုးဘေးရနေတစ်ခုနဲ့ကြုံပြီးတဲ့နောက်မှာတို့တွေရဲ့စိတ်ထဲမှာခံစားချက်တွေလွန်ကဲနေနိုင်ပါတယ်ကိုဆုံးရှုံးသွားတဲ့အရာတွေအတွက်ဝမ်းနည်းနေမိမယ်ဖြစ်ပျက်ခဲ့သမျှမတရားမှုတွေအတွက်ဒေါသထွက်ကောင်းထွက်နေမိမယ်ဒါမှမဟုတ်ရင်စိတ်ထဲမှာအပြစ်ရှိသလိုခံစားနေရတာလည်းဖြစ်နိုင်ပါတယ်ငါပူကောင်းအောင်လုပ်ခဲ့ရမှာငါကူညီခဲ့ရမှာဒီလိုအတွေးတွေနဲ့ပေါ့ဒါမှမဟုတ်ဘာမှမခံစားရပဲစိတ်ထဲမှာဗလာလိုလဲဖြစ်နေနိုင်တယ်ဒါတွေအားလုံးဟာပုံမှန်မဟုတ်ခဲ့တဲ့အဖြစ်အပျက်ဆိုတစ်ခုကိုတုံ့ပြန်နေတဲ့တို့လူသားတွေရဲ့သဘာဝကျတဲ့ခံစားချက်တွေပါဘလို့ခံစားရမှမှန်ကန်နေဆိုတာမရှိပါဘူးတို့ရဲ့ခံစားချက်ကိုတက်တောင့်မရှိတဲ့ရာသီဥတုတစ်ခုလိုတွေးကြည့်ရအောင်ထာဝရတည်မြဲနေမှာမျိုးတော့မဟုတ်နေဘူးဒါပေမဲ့ခံစားနေရတော့မှလစ်လူရှုဖို့ကြိုးစားတာကလည်းဒီခံစားချက်ကိုရှင်းလင်းသွားအောင်မလုပ်နိုင်ပါဘူးဒီစိတ်ခံစားချက်တွေကိုပြန်လဲတက်တာကောင်းမွန်လာဖို့အတွက်ပထမအဆုံးခြေလှမ်းကကိုအတင်းပြုပြင်ပြောင်းလဲဖို့ကြိုးစားတာမဟုတ်ဘဲနဲ့ကိုခံစားနေရတဲ့စိတ်ခံစားချက်တွေကိုရိုးသားနဲ့အတိမတ်ပြုဖို့ပါပဲအရန်စိတ်ပင်ပန်းလာလို့ရှိရင်ဖြည်းဖြည်းချင်းအသက်ကိုရှူသွင်းလိုက်ပါပြီးရင်ဖြည်းဖြည်းချင်းရှူထုတ်လိုက်ပါပြီးတော့ကိုပြန်မေးကြည့်ပါအခုငါဘာခံစားနေရလဲဝမ်းနည်းနေလားကြောက်နေလားအားငယ်နေတာလားစိတ်ထဲမှာခံစားနေရတဲ့ခံစားချက်ကိုအတန်ထွက်ပြီးပြောကြည့်ပါဒါမှမဟုတ်စာရွက်တစ်ရွက်ပေါ်မှာခြာရေးလို့လည်းရတယ်နော်ဥပမာအခုငါဝမ်းနည်းနေဆိုတဲ့ခံစားချက်ကိုခံစားနေရတယ်အခုငါစိတ်ထဲမှာဒေါသဖြစ်တယ်ဆိုရဲခံစားချက်ကိုခံစားနေရတယ်ဒီလိုမျိုးခံစားချက်ကိုအမြည်တက်လိုက်ရုံနဲ့ပဲဒီခံစားချက်ရဲ့တို့ရီပေါ်မှာလွှမ်းမိုးနေတဲ့အာအင်တစ်ခုကိုလျော့ပါသွားစေနိုင်ပါတယ်ခံစားလို့မကောင်းတဲ့စိတ်ခံစားချက်တွေနဲ့တယောက်တည်းကြိတ်မိတ်နေဖို့မလိုပါဘူးနော်ကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုယုံကြည်ရတဲ့သူတဦးနဲ့ဖွင့်ပြောပါတကယ်လို့တခြားသူကိုမပြောချင်ဘူးဆိုလို့ရှိရင်လေကိုယ်စိတ်ထဲမှာခံစားရတာကိုစာရွက်တစ်ရွက်ပေါ်မှာခြာရေးလိုက်တာမျိုးဒါမှမဟုတ်ရင်ပုံလေးတွေနဲ့ကိုယ့်ရဲ့စိတ်ထဲမှာရှိသလားပုံဆွဲလိုက်တာမျိုးဒါမျိုးလေးတွေနဲ့လည်း express လုပ်လို့ရပါတယ်ကိုယ့်အတွက်အဆင်ပြေမဲ့တက်တောင့်တတရှိမဲ့နည်းလမ်းကိုရွေးချယ်ပြီးလုပ်လို့ရပါတယ်တို့ရဲ့စိတ်ခံစားချက်တွေကိုအတိအမှတ်ပြုတာကအားနည်းတယ်ဆိုတဲ့လက္ခဏာမဟုတ်ပါဘူးဒါဟာတို့ကိုပြန်ပြီးကူညီဖို့အတွက်လုံနိုင်တဲ့အင်တန်ရဲရင်နဲ့လောက်ရတစ်ခုဆိုတာကိုသတိရပေးပါနော်ဒီဗီဒီယိုလေးကိုအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတစ်ခုမှာ emotional first aid အကြောင်းလေးနဲ့ကိုယ့်ရဲ့စိတ်ရှုပ်ထွေးမှုတွေကိုသက်သာအောင်လုပ်ဖို့အသုံးတည့်တဲ့နည်းလမ်းလေးတွေအကြောင်းကိုထပ်ပြီးပြောပြပေးသွားပါအောင်မယ်အခုလိုခက်ခဲတဲ့အချိန်မှာမိမိကိုယ်ကိုနွေ့နွေ့ထွေးထွေးလေးဆက်ဆံပေးဖို့မမေ့ပါနဲ့ရှင်ကျမကတော့ mental health counselor မမူငယ်ဖြစ်ပါတယ်